အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့မင်္ဂလာမစ်ကော်တွန်လေးကိုတုံးပြီးတော့မှခေါင်းစည်းကွန်းလေးတစ်ခုထိုးပြပေးမယ်ပေါ့နော်အကိုတော့ 3.5mm တုံးထားပါတယ်မင်းနောက်ပိုင်းမှာ 5mm လေးကိုလည်းပြောင်းတုံးထားတာရှိတယ်ပေါ့နော်ရာဘာကွန်းလေးလည်းတစ်ခုလိုပါမယ်ဒါလေးကတော့ချီမကင်တတ်တဲ့တဲလေးတို့အတွက်ချီလေးကင်ပြပေးထားပါတယ်နော်အရင်ဆုံးရာဘာကွန်းလေးထဲမှာခိုင်အောင်လို့တစ်ချက်လောက်ချီပေးလိုက်မယ်နော်ပြီးရင်တော့ခွင်းလေးထဲကနေပြီးတော့မှခြေလေးတစ်ချက်ကော်ယူလိုက်ပါမယ်ပထမအဆင့်မှာပုံမှန်လေးအတိုင်းပဲတိုင်တိုလေးတွေတစ်ပတ်ထိုးပေးသွားမှာပေါ့နော်အဲ့တော့တိုင်တိုလေးစုစုပေါင်း30တစ်ပတ်ထိုးပါမယ်ရှင်စုစုပေါင်းတိုင်တိုလေးတွေ30တပတ်ပြည့်သွားပြီဆိုရင်တော့ပထမဆုံးတိုင်လေးမှာရှက်ကော်လေးနဲ့လာပြီးတော့ဆက်လိုက်ပါမယ်ပြီးရင်တော့မင်းတို့ကခြေလေးအရောင်ပြောင်းမှဖြစ်တဲ့အတွက်ဖြတ်လိုက်မယ်ပေါ့နော်မင်းတို့နောက်တစ်တန်းအတွက်ပန်းရောင်ခြေလေးကိုပြောင်းပြီးတော့သုံးပါမယ်အကိုလည်း 5mm လေးချိန်လိုက်တယ်ပေါ့နော်တကယ်လို့အပြောင်းစရာမရှိရင်လည်းလက်ပွားလေးဆွဲပြီးတော့မှထိုးရင်လည်းအဆင်ပြေပါတယ်နော်အရင်ဆုံးခြေလေးကိုထုံလေးကွင်းလျှော်လေးတစ်ခုရင်လုပ်လိုက်မယ်ပြီးရင်တော့ခုနကဆက်ထားတဲ့နေရာလေးမှာတွားပြီးတော့မှအဲ့ဒီကွင်းလျှော်လေးကိုစားဝင်လိုက်မယ်နော်ပြီးရင်အပေါ်မှာမင်းကဒီပတန်လေးတွေလည်းရေးပေးထားတယ်ပေါ့နော်အဲ့ဒါလေးကိုကြည့်ပြီးတော့လိုက်ထိုးရင်လည်းရပါတယ်အရင်ဆုံးဖွန်မီလေးတစ်ခုထိုးပြီးတော့မှအဲ့ဒီအပေါက်ထဲမှာပဲတိုင်တိုလေးတစ်တိုင်းထိုးလိုက်ပါမယ်ပြီးရင်တော့ဖွန်မီလေးနှစ်ခုချပြီးတော့နှစ်ပေါက်ကျော်3ပေါင်းမြောက်မှာတိုင်ရှည်တစ်တိုင်းဖွန်မီတစ်ခုတိုင်ရှည်တစ်တိုင်းနောက်ထပ်ဖွန်မီလေးတစ်ခုတိုင်ရှည်တစ်တိုင်းပေါ့နော်အဲ့တော့တစ်ပေါက်ထဲမှာပဲတိုင်ရှည်လေး3တိုင်းဈာထဲမှာဖွန်မီလေးနှစ်ခုချမှာပေါ့နော်နောက်ပြီးရင်တော့ဖွန်မီနှစ်ခုထပ်ချပြီးတော့မှ3ပေါင်းမြောက်မှာတိုင်တိုလေးတစ်တိုင်းထိုးပါမယ်ဖွန်မီလေးနှစ်ခုချနှစ်ပေါက်ကျော်3ပေါင်းမြောက်မှာတိုင်ရှည်လေး3နိုင်ကိုဖွန်မီလေးနှစ်ခုချပြီးတော့မှအဲ့ဒီပုံစံလေးအတိုင်းပဲပေါ့နော်အဲ့တော့တစ်ပတ်ပြည့်အောင်ထိုးသွားမှာဖြစ်ပါတယ်ရှင်
တိုင်ရှည်3ခုအခုံလေးတွေဒီလိုမျိုး5ခုရမယ်ပေါ့နော်နောက်တစ်တန်းကလည်းဒီပန်းရောင်လေးနဲ့ပဲဆက်ပြီးတော့သွားပါမယ်ဒီမှာနောက်တန်းတက်ဖို့အတွက်ဖွင့်မီလေးတစ်ခုထိုးပြီးတော့ဒီဘေးကပေါ့နော်ချင်းတစ်ခုထိုးခဲ့တဲ့အပေါက်ထဲမှာတိုင်တိုလေးတစ်တိုင်တိုင်ရှည်3တိုင်ရဲ့ပထမဆုံးတိုင်ရှည်ပေါ်မှာတိုင်လက်တစ်တိုင်ပေါ့နော်တိုင်လက်တစ်တိုင်ချီကိုတခါတည်းစုပြီးတော့မှထုတ်တဲ့တိုင်လက်လေးတစ်တိုင်ပြီးရင်တော့ဖွင့်မီလေးတစ်ခုထိုးပြီးတော့မှဒီအလယ်ကတိုင်ရှည်ပေါ်မှာကြတော့တိုင်ရှည်တစ်တိုင်ပြီးရင်ဖွင့်မီလေး3ခုဖွင့်မီ3ခုကိုအဲ့ဒီတိုင်ရှည်ရဲ့အခြေမှာပဲရှက်ကော်လေးနဲ့လာပြီးတော့ချိတ်ပါမယ်ပြီးရင်တော့ဖွင့်မီလေး3ခုထပ်ပြီးတော့ထိုးပါမယ်အဲ့ဒီတစ်ပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်လေးတစ်တိုင်းထပ်ပြီးတော့ထိုးလိုက်ပါပေါ့နော်ဖွင့်မီလေးတစ်ခုချပြီးတော့မှဘေးကတိုင်ရှည်ပေါ်မှာတိုင်လက်လေးတစ်တိုင်းထိုးမယ်သူ့ရဲ့ဘေးကချင်းတစ်ခုကွင်းလေးထဲမှာတော့တိုင်တိုးလေးတစ်တိုင်းထိုးပါမယ်ဒါလေးကတစုပေါ့နော်အဲ့တိုင်လေးတွေလိုက်ပြီးတော့မှထိုးသွားပါမယ်နော်အဲ့တော့တိုင်တိုးတစ်တိုင်းတိုင်ရှည်ပထမတိုင်ရှည်ပေါ်မှာတိုင်လက်တစ်တိုင်းဖွင့်မီတစ်ခုချအလယ်ကတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်တိုင်းဖွင့်မီ3ခုရှက်ကော်လေးနဲ့အခြေမှာတစ်ချက်လာပြီးတော့ချိတ်မယ်နောက်ထပ်တိုင်ဖွင့်မီ3ခုပြီးရင်တိုင်ရှည်လေးတစ်တိုင်းပေါ့နော်ချိန်တစ်ခုချပြီးတော့မှဘေးကတိုင်ရှည်ပေါ်မှာတိုင်လက်တစ်တိုင်းသူ့ရဲ့ဘေးကကွင်းထဲမှာတော့တိုင်တိုလေးတစ်တိုင်းဒီတိုင်းလေးပဲစုစုပေါင်း5စုရမှာပေါ့နော်စုစုပေါင်း5ခုထိုးပြီးသွားရင်တော့ပထမဆုံးတိုင်တိုးလေးမှာရှက်ကော်လေးနဲ့လာပြီးတော့ချိတ်လိုက်မယ်နော်မင်းတို့ကခြီလေးအယောင်ပြောင်းမှဖြစ်တဲ့အတွက်ခြီလေးကိုဖြတ်လိုက်ပါမယ်ရှင်အဲ့တော့ဒီတတိယမြောက်ဆင်မှာဒီလိုပုံလေးရမယ်ပေါ့နော်ဒီတစ်စစ်မှာတော့မြင်တော့ကအစိမ်းရောင်ချီလေးကိုသုံးမှာဖြစ်ပါတယ်။အဲ့တော့ပုံမှန်လေးအတိုင်းပဲခွင်လျှောလေးတစ်ခုလုပ်လိုက်မယ်ပေါ့နော်။တိုင်တိုလေးနှစ်ခုရဲ့ကြားထဲကနေရပေါ့နော်။အဲ့တော့ဆက်ထားတဲ့နေရာဖြစ်ဖြစ်မြင်တို့တခြားနေရာဖြစ်ဖြစ်ရပါတယ်။တိုင်တိုလေးနှစ်ခုထိုးထားတဲ့ကြားထဲကနေရာလေးကနေပြီးတော့မှအစိမ်းရောင်ချီလေးဝင်မယ်။မြင်တို့ဒီပေါ့နော်တိုင်ရှည်3နိုင်ထိုးရမှာပေါ့နော်တိုင်ရှည်3နိုင်စုထုတ်တဲ့ပုံစံလေးထိုးရမှာပါအဲ့တော့ပထမဆုံးအနေနဲ့မင်းကတော့ဖွန်မီလေး2ခုထိုးထားလိုက်တယ်ပေါ့နော်ပြီးရင်သူ့ဘေးမှာတိုင်ရှည်လေးတွေကိုအပြည့်မထိုးဘဲနဲ့တိုင်ရှည်တစ်ဝက်လေး2တိုင်ထိုးလိုက်တယ်နောက်စုစုပေါင်းပြီးရင်မှစုပြီးတော့မှချီထုတ်လိုက်မယ်ပေါ့နော်ဖွန်မီလေး3ခုချခုနကတိုင်ရှည်ရဲ့ဖွန်မီ3ခုရဲ့ထိုးခဲ့တဲ့ဒီထိတ်လေးမှာပေါ့နော်အဲ့တော့တိုင်ရှည်ပေါ်မှာပဲဖြစ်ဖြစ်သူ့ရဲ့ဂျားလေးလေးမှာပဲဖြစ်ဖြစ်ထိုးလို့ရပါတယ်အဲ့နေရာမှာတိုင်တိုလေးလာပြီးတော့ချိန်မယ်
ပြီးရင်ဖွင့်မီလေး3ခုထပ်ချပြီးတော့မှနောက်တစ်ဖက်မှာလည်းတိုင်တိုလေးနဲ့ချိတ်လိုက်မယ်ပေါ့နော်ဖွင့်မီလေး3ခုထပ်ပြီးတော့ချပါမယ်ဒီအချိုက်ခွက်နေရာလေးမှာကြတော့တိုင်ရှည်3တိုင်လေးကိုစုပြီးတော့ထုတ်ပေးမယ်ပေါ့နော်တိုင်တို2တိုင်ရဲ့ကြားထဲကနေထိုးရမှာပါအဲတော့တိုင်ရှည်1တိုင်ပြီးရင်လည်းနောက်တစ်တိုင်ဆက်ပြီးတော့ထိုးမယ်တိုင်ရှည်လေးတွေကိုတဝက်စီပဲထိုးသွားမယ်ပေါ့နော်စုစုပေါင်း3တိုင်ပြည့်သွားပြီဆိုမှမင်းတို့ကခြေကိုတစ်ခါတည်းစုပြီးတော့မှထုတ်လိုက်မယ်ပေါ့နော်ဖွင့်မီလေး3ခုချပြီးတော့မှထိတ်ကလေးတွေမှာတိုင်တိုလေးတွေနဲ့သွားချိတ်မယ်ဒီထိုင်းခွက်လေးနေရာမှာကြတော့တိုင်ရှည်3တိုင်နဲ့စုပြီးတော့မှခြေထုတ်တဲ့ထုံလေးလုပ်မယ်ပေါ့နော်အဲ့ဒီပုံစံလေးနဲ့တစ်ပတ်လုံးထိုးသွားမှာပါရှင်စုပေါင်း9ခုရပြီဆိုရင်တော့မင်းတို့တစ်ပတ်ပြည့်သွားပါပြီဒါဆိုရင်တော့ပထမဆုံးတိုင်ရှည်စုလေးတွေရဲ့ထိပ်မှာရှက်ကောလေးနဲ့လာပြီးတော့ဆက်လိုက်မယ်ပေါ့နော်ကဲချီလေးကိုတော့ဒီတစ်ခါလဲအရောင်ပြောင်းမှဖြစ်တဲ့အတွက်ဖြားလိုက်ပါမယ်ဒီတစ်ခါမှာတော့မင်းတို့ကအဖြူရောင်ချီလေးကိုပြောင်းပြီးတော့သုံးရပါမယ်ပထမဆုံးအနေနဲ့ဒီမှာလာချိတ်ပြီးတော့မှာပေါ့နော်တိုင်ရှည်လေးအစားဖွင့်မီလေး3ခုထိုးထားပါတယ်ပြီးရင်တော့အဲ့ဒီခွင်းလေးထဲမှာပဲတိုင်လက်လေး3တိုင်ထိုးပါမယ်ဒါဆိုရင်ဒီပထမဆုံးခွင်းလေးထဲမှာတိုင်ရှည်တစ်တိုင်တိုင်ရှည်တစ်တိုင်စားဖွင့်မီ3ခုပေါ့နော်ပြီးရင်တော့တိုင်လက်လေး3တိုင်ထိုးထားပါတယ်စုစုပေါင်း4တိုင်ရှိရပါမယ်တိုင်ရှည်တစ်တိုင်နဲ့တိုင်လက်3တိုင်နဲ့4တိုင်ရှိပါမယ်ဒုတိယမြောက်ခွင်းလေးထဲမှာတော့တိုင်တိုလေး3တိုင်ထိုးပါမယ်တိုင်တို3တိုင်တိုင်တို3တိုင်ပြီးရင်တော့တိုင်လက်1တိုင်ရှိပါမယ်နောက်ထပ်ခွင်းလေးထဲမှာတော့မင်းတို့တိုင်လက်လေး2တိုင်ပြီးရင်တိုင်ရှည်2တိုင်ပေါ့နော်စုစုပေါင်း4တိုင်နော်ဒီကတကောတစ်ခွက်စီမှာဆိုလို့ရှိရင်စုစုပေါင်း4တိုင်လေးရှိပါတယ်ထိုးရမယ့်အမျိုးအစားလေးတွေကတော့မတူတော့ဘူးပေါ့နော်ဒါပေမဲ့တစ်ခုစီမှာ4တိုင်4တိုင်စီရှိပါမယ်ဒီတစ်ခွက်မှာဆိုရင်တော့တိုင်လက်2တိုင်နဲ့တိုင်ရှည်2တိုင်ရှိပါမယ်ရှင်နောက်တစ်ခွက်မှာတိုင်ရှည်1တိုင်ပြီးရင်ဖွင့်မီလေး2ခုချပြီးတော့မှအဲ့ဒီအကွက်ထဲမှာပဲနောက်ထပ်တိုင်ရှည်လေး3တိုင်ထပ်ပြီးတော့ထိုးရပါမယ်နောက်တစ်ခွက်ထဲမှာတော့တိုင်လက်လေး3တိုင်နဲ့တိုင်တိုလေး1တိုင်4တိုင်ရှိပါမယ်ဆုံးမတိုင်တိုလေး1တိုင်ပေါ့နော်စုစုပေါင်း4တိုင်ရှိပါမယ်နောက်တစ်ခွက်မှာတော့တိုင်တို2တိုင်နဲ့တိုင်လက်2တိုင်ထိုးရပါမယ်တိုင်တို2တိုင်ပြီးရင်တိုင်လက်2တိုင်ထိုးပါမယ်နောက်တစ်ခွက်မှာတော့တိုင်လက်1တိုင်နဲ့တိုင်ရှည်3တိုင်ထိုးရပါမယ်တကယ်လို့မင်းပြောတာကတိတ်ပြီးတော့မှမရှင်းမှုကြည့်ရတာမရှင်းဘူးဆိုလို့ရှိရင်အပေါ်မှာယူသေးထားတဲ့ပတ်တန်လေးတွေတိုင်းလိုက်ပြီးတော့မှထိုးရင်လည်းရပါတယ်နော်
တော့နောက်တစ်ခွက်ကိုသွားဖို့အတွက်အရင်ဆုံးဖွန်မီလေး2ခုထိုးထားလိုက်ပါမယ်ပြီးရင်တော့ဒုတိယအခွက်ထဲမှာတိုင်ရှည်လေး3တိုင်နဲ့တိုင်လက်လေး1တိုင်ထိုးပါမယ်နောက်တစ်ခွက်မှာတော့တိုင်လက်2တိုင်နဲ့တိုင်တူ2တိုင်စုစုပေါင်း4တိုင်ထိုးရပါမယ်နောက်တစ်ခွက်မှာတိုင်တူ1တိုင်နဲ့တိုင်လက်3တိုင်စုစုပေါင်း4တိုင်ထိုးရပါမယ်ဒီခွက်ထဲမှာတော့တိုင်ရှည်3တိုင်ရဲ့ဖွန်မီလေး2ခုချတိုင်ရှည်လေး1တိုင်ရဲ့စုစုပေါင်းတိုင်ရှည်4တိုင်နဲ့ဂျားထဲမှာချင်းလေး2ခုရှိပါမယ်နော်ဒီခွက်ထဲမှာတော့တိုင်ရှည်2တိုင်နဲ့တိုင်လက်လေး2တိုင်စုစုပေါင်း4တိုင်ရှိပါမယ်ဒီတစ်ခွက်မှာတော့တိုင်လက်1တိုင်တိုင်တူ3တိုင်စုစုပေါင်း4တိုင်ရှိပါမယ်ဒီတစ်ခွက်မှာတိုင်လက်3တိုင်တိုင်ရှည်1တိုင်4တိုင်ရှိပါမယ်နော်နောက်ဆုံးတစ်ခွက်မှာတော့တိုင်ရှည်2တိုင်ဖွန်မီ2ခုချတိုင်ရှည်2တိုင်နဲ့စုစုပေါင်းတိုင်ရှည်4တိုင်ရှိပါမယ်နော်နောက်ဆုံးမှာတော့တိုင်ရှည်အစားထိုးထားခဲ့တဲ့ဖွန်မီ3ခုရဲ့ထိပ်မှာလာပြီးတော့ရှက်ကောလေးနဲ့ဆက်လိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့ဒီစင်လေးကပြီးသွားပါပြီနော်ဒီစစ်မှာတော့မင်းတို့ကတိုင်ရှည်3တိုင်ဖွန်မီ1ခုချတိုင်ရှည်3တိုင်ဒီလိုပုံစံလေးနဲ့ပဲတစ်ဖက်ပဲသွားတော့မှာပေါ့နော်အဲ့တော့အရင်ဆုံးတိုင်ရှည်အစားဖွန်မီလေး3ခုထိုးလိုက်မယ်သူရဲ့ဘေးမှာရှိတဲ့ chain ပေါက်ထဲမှာတိုင်ရှည်လေး1တိုင်ပေါ့နော်အဲ့တော့တိုင်ရှည်2တိုင်ရမယ်ပြီးရင်နောက်ထပ်1တိုင်ထပ်ပြီးတော့ထိုးမယ်ပေါ့နော်အဲ့ဒါဆိုရင်တိုင်ရှည်လေး3တိုင်ရပါပြီတိုင်ရှည်3တိုင်ပြီးသွားရင်တော့ဖွန်မီလေးတစ်ခုချမယ်ပြီးရင်ချိန်တစ်ပေါက်ကျော်ပြီးတော့နောက်တစ်ပေါက်မှာတိုင်ရှည်3တိုင်ပေါ့နော်ဒီတိုင်းလေးပဲဆက်ပြီးတော့ထိုးသွားပါမယ်ရှင်
ဒီလိုထောင်းနေရာလေးရောက်တဲ့အခါမှာတော့အခြေကတိုင်ပေါ်မှာတိုင်ရှည်တစ်တိုင်ဖွန်မီနှစ်ခုချခဲ့တဲ့ခွင်းထဲမှာဆိုလို့ရှိရင်တော့တိုင်ရှည်နှစ်တိုင်ဖွန်မီနှစ်ခုချတိုင်ရှည်နှစ်တိုင်ပြီးရင်ဟိုဘက်မှာတိုင်ရှည်လေးတစ်တိုင်ပေါ့နော်ဒီလိုမျိုးထိုးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီတောက်မှာတိုင်ရှည်3တိုင်ဖွန်မီနှစ်ခုချတိုင်ရှည်3တိုင်ပုံလေးပေါ်နေမှာပေါ့နော်အဲ့တော့ဒီအောက်မှာရှိတဲ့ချင်းနှစ်ခုချထားတဲ့နေရာလေးရောက်တိုင်းမှာဆိုရင်အဲ့ဒီထဲမှာတိုင်ရှည်လေးနှစ်တိုင်ဖွန်မီလေးနှစ်ခုချတိုင်ရှည်လေးနှစ်တိုင်ဒီလိုပုံစံလေးနဲ့ထိုးမယ်ကျန်တဲ့နေရာတွေမှာတော့ပုံမှန်လေးလိုမျိုးပဲတိုင်ရှည်3တိုင်ဖွန်မီတစ်ခုချတိုင်ရှည်3တိုင်ပေါ့နော်ဒီလိုလေးတစ်ပတ်ထိုးသွားမယ်ဆိုလို့ရှိရင်ဒီလိုခေါင်းစည်းခွန်းလေးရပါပြီနော်ကျန်တဲ့ခြေစားလေးတွေကိုလည်းမင်းတို့ကနီးရဲ့ခြေစားလေးကိုခြီးပြီးတော့ပေါ့နော်အတွင်းလေးမှာသူနဲ့အယောင်တူတဲ့နေရာမှာသွားပြီးတော့မှဖွက်ထားပေးရပါမယ်နော်ဒါမှနှစ်ဖက်လုံးလာပြီးတော့မှခြီးလို့လာတဲ့ခေါင်းစည်းလေးဖြစ်မှာပါနော်
လိုက်ပြီးတော့ထိုးလို့အဆင်ပြေမယ်လို့ထင်ပါတယ်တကယ်လို့အဆင်ပြေရရှိရင်လည်း comment လေးတွေမှာဖြစ်ဖြစ်ရေးသွားလို့ရပါတယ်နော်မင်းခုပြထားသလိုမျိုးလေးခောက်ပြီးတော့မှတခါတည်းစီးရင်ပို့ပြီးတော့မှလှလှလေးစီးလို့ရပါတယ်ရှင်